ရှောင်ရှိတယ်ဆိုတာကားစီးတဲ့အရာတွေမှာပဲကောင်းတယ် What? ဟိုလိုမျိုးကိစ္စအရာတွေမှာလုံးဝမကောင်းဘယ်လိုလဲဆိုတော့အတူတူနေတဲ့အခါမှာကိုယ့်ရဲ့အောက်မျက်နှာကရှောင်ရှိနေလုံးဝအဆင်မပြေဘူးနော်ကိုယ့်ရဲ့အောက်မျက်နှာကရှောက်ရှိရုံနဲ့မကဘူးနန်းစော်ပြီးလို့ချင်းကျဲနေတယ်ဆိုရင်ကိုယ့်ရဲ့စစ်သူဒါမှမဟုတ်ရင်ကိုယ့်ရဲ့ပတ်တနာကလုံးဝစိတ်ပြတ်သွားမှတိရှာတယ်ကဲအဲ့လိုဆိုရင်ဘယ်လိုမျိုးပြန်ပြီးတော့ပြုတ်ပြင်မလဲထိမ့်သိမ့်မလဲဆိုရင်ဒီဗီဒီယိုမှာပြောပြပေးမယ်အဲ့ဆိုရင်တော့ဘာမှမစိုးရင်ပါနဲ့ဘေးထွက်ဆိုကြလုံးဝမရှိဘဲနဲ့တဘာဝအတိုင်းပဲတစ်ပတ်အတွင်းမှာပြန်ပြီးတော့ကျင့်မယ်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့မှုေးမယ်ပေါ့နော်ကိုယ့်ရဲ့ပူစီလေးကိုယ့်ရဲ့အမျက်နှာကမှုေးပြတ်နေမယ်ဆွဲဆောင်မှုရှိစေမယ်ဒါဆိုရင်ဒီလိုမျိုး Biggest Serum ကိုသုံးလိုက်ပါအထက်ပို့ပြီးတော့တိကျခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးတန့်စင်စက်ပြားနဲ့ပါပို့ပြီးတော့သုံးတင်နေပေါ့နော်အဲ့လိုဆိုရင်တော့တချို့ကမေးကြမယ်ပေါ့တန့်စင်စက်ပြားနဲ့တွဲသုံးရင်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိမယ်ဆိုတာပို့ပြီးတော့မေးခြင်းနဲ့ဟုတ်တန့်စင်စက်ပြားကိုတစ်နေ့မှာ2ကြိမ်သုံးမယ်ဆိုရင်သူကအတူနေတဲ့အခါမှာချစ်ချင်းရုံမှုရုံတင်မကဘူးနော်ညော့ပါတယ်လို့မျိုးဆွဲအားကောင်းစီတဲ့အတွက်ပို့ပြီးတော့ချစ်ခင်ကြည်နူးမှုကိုပို့ပြီးတော့တိုးစီပါတယ်ကဲမှာယူခြင်းနဲ့ဆိုရင်တော့မျိုးတိုင်းကိုအင်အားငွေချင်နဲ့ပို့ပြီးတဲ့အတွက်ကြောင့်တော်စီပြီးဒါမှမဟုတ်ဘိုင်ဘာကိုသာအမြန်လေးပြေးလာခဲ့ပါငွေတပြားမှကျိုးလဲစရာမလိုတဲ့အတွက်ကြောင့်မျိုးတိုင်းကိုအင်အားငွေချင်နဲ့ပို့ပေးပါတယ်အားလုံးကျေးဇူးပါ